Hello 皆さんこんにちはအခုကတော့ဒီခိကန်ရောရင်၃မျိုးရှိရတဲ့မှာနံပါတ်1ပေါ့နော်ကာကာခုတဲ့ခိကန်ရောရင်ကာကာခုတဲ့ခိကန်ရောရင်အားကြတော့ဒီ chemical ကြောင့်ဖြစ်တဲ့ BNA ရဲ့ဒီ BNA တွေထဲမှာဆိုလို့ရှိရင်ဒီ allergic bushes allergic ဖြစ်တဲ့ပစ္စည်းပေါ့နော်နောက်တစ်ခါကျတော့ histamine နေနောက်တစ်ခုကဂျက်ကိုင်းမိုနော်မဲ့အလူအညှောက်တွေမှာဆိုလို့ရှိရင်ဖူကူမာတဲ့တဲ့ဤတို့ဆိုတာနေရဒီအလူညောက်တွေမှာပါဝင်တဲ့ဆိုလာနေနေပေါ့နော်နောက်တစ်ခုကကျတော့စခင်းဆိုင်တို့ယောနာယခုဆိုင်နာတို့နော်ခကခုပူချီစောဒီဘုတ်တက်စီလိုမျိုး chemical ပစ္စည်းတွေchemical ပစ္စည်းပေါ့နော်ဆေးဝါးတွေမှာရှိတဲ့ဒီ chemical ပစ္စည်းတွေအဲ့ဒါတွေကိုတဲ့ခကခုတဲ့ခိကန်ရောရင်တို့အီမဲ့ chemical ကြောင့်ဖြစ်တဲ့ဒီ BNA လို့ခေါ်တယ်တဲ့ဒီဟာမှာဆိုလို့ရှိရင်ခုနကပြောတယ်allergic ဖြစ်တဲ့ဟာတွေနောက်တစ်ခုကကျတော့ histamine နောက်တစ်ခုကကျတော့ဒီဂျက်ကိုင်းမိုအလူရဲ့အညောင်မှာပါဝင်နေတဲ့ဆိုလာနေဒီဟာတွေကိုပြန်ပြီးတော့အသေးသေးသူကပြန်ရှင်းပြမှာဖြစ်ပါတယ်